အားလုံးပဲမင်္ဂလာပါမိဘကျေးဇူးကိုဘယ်လိုဆက်ကြမှာလဲမိဘကျေးဇူးဆိုသည်မှာမိဘတို့ဤစွန့်လွတ်အနစ်နာခံမှုမေတ္တာဂရုစိုက်မှုနှင့်ပညာပေးလမ်းညွှန်မှုများကိုတိမှတ်ကျေးဇူးတင်ရှိခြင်းဖြစ်ပါတယ်မြမယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာအလိုအရမိဘကျေးဇူးကိုကျေးဇူးတရားဤအမြင့်ဆုံးအဆင့်အဖြစ်သတ်မှတ်ထားပြီးဤကျေးဇူးကိုသားသမီးတိုင်းအစဉ်အမြဲအတိအမှတ်ပြုခါပြန်လည်ဆက်ကြွေးရမယ့်တာဝန်ရှိပါတယ်မိဘကျေးဇူးဤအဓိပ္ပာယ်နှင့်အရေးပါမှုကိုအောက်ပါအတိုင်းဖွင့်ဆိုနိုင်ပါတယ်နံပါတ်1မိဘကျေးဇူးဤအခြေခံသဘောအသက်ပေးကျေးဇူးမိဘသည်သားသမီးကိုမွေးဖွားပေးခြင်းကြီးပြင်းလာသည့်အထိစောင့်ရှောက်ခြင်းဖြင့်အသက်ကျေးဇူးဆက်ပေးထားပါတယ်ပညာကျေးဇူးလူလောကတွင်ယက်တည်နိုင်ရန်ပညာသင်ကြားပေးခြင်းလူမှုကျင့်ဝတ်များတွင်သင်ပေးခြင်းစိတ်ဓာတ်ကျေးဇူးအတွေ့အကြုံများအုပ်ထိန်မှုများဖြင့်သားသမီးဤစိတ်နှလုံးကိုမွေးမြူပေးခြင်းနံပါတ်2မိဘတို့ဤစွန့်လွတ်မှုများမိဘများသည်သားသမီးအတွက်မိမိတို့ဤအနာဂတ်စိတ်ချမ်းသာမှုပစ္စည်းဥစ္စာများကိုစွန့်လွတ်လေ့ရှိပါတယ်ဥပမာသားသမီးဤပညာရေးအတွက်မိမိဤအချိန်နှင့်ငွေကြေးကိုအပြည့်အဝအနစ်နာခံခြင်းနံပါတ်3ဗုဒ္ဓဘာသာနှင့်ကျေးဇူးဆက်ခြင်းဗုဒ္ဓဘာသာတွင်မိဘကျေးဇူးကိုပူရာဏကျေးဇူးကြီးလာသောပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီးသားသမီးတို့သည်မိဘကိုယိုသိလေးစားခြင်းပြုစုစောင့်ရှောက်ခြင်းဖြင့်ကျေးဇူးဆက်ရမည်ဟုဟောကြားထားပါတယ်သိက္ခာလောဝါဒသုတ်တွင်မိဘဤကျေးဇူးကိုဆက်နည်းအဖြစ်အောက်ပါတို့ကိုညွှန်ထားပါတယ်မိဘအိုသောအခါစောင့်ရှောက်ခြင်းမိဘဤဂုဏ်ကိုထိန်းသိမ်းခြင်းမိဘစွန့်လွတ်ထားသောအိမ်တောင်ကိုဆက်ခံခြင်းမိဘတည်ဆုံးပါကကုသိုလ်ကောင်းမှုပြု၍အမတ်တရထားခြင်းနံပါတ်4မြမရိုးရာကျေးဇူးဆက်နည်းများချစ်ခိုးခြင်းမြမဓလေ့တွင်မိဘကိုနနက်ညနေရှိခိုးခြင်းဖြင့်ကျေးဇူးတင်ကြောင်းပြသလေ့ရှိပါတယ်ပူဇော်ပသခြင်းမိဘများအားပွဲတော်များနေ့ထူးနေ့မြတ်များတွင်လက်ဆောင်ပဏာမများဆက်ကပ်ခြင်းကထိန်အလူမိဘများတည်ဆုံးပါကသူတို့၏အတွက်ကုသိုလ်ကောင်းမှုများပြုလုပ်ပေးခြင်းနံပါတ်5ခေတ်သစ်နှင့်ကျေးဇူးဆက်ခြင်းယခုခေတ်တွင်မိဘကျေးဇူးဆက်ရာတွင်ရိုးရာဓလေ့များအပြင်စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဥပမာအချိန်ပေးခြင်းစကားနားထောင်ပေးခြင်းကိုအလေးထားလာပါတယ်မိဘများအိုမင်းနေပါကစိတ်ရှည်တီးခံစွာပြုစုစောင့်ရှောက်ခြင်းသည်အမြင့်မြတ်ဆုံးကျေးဇူးဆက်နည်းဖြစ်ပါတယ်နံပါတ်6မိဘကျေးဇူးကိုမေ့လျော့ခြင်းဤအပြစ်မြန်မာလူမှုအတိုင်းအဝိုင်းတွင်
မိဘကျေးဇူးကိုမေ့ပျောက်သူများကိုကျေးဇူးကမ်းတဲ့လူများအဖြစ်သတ်မှတ်ပြီးလူပေါင်းအတွင်းမကောင်းသောနာမည်ဖြစ်သိကြပါတယ်ဗုဒ္ဓစကားအရမိဘကျေးဇူးကိုမဆက်သူသည်ဤလောက၌ပင်ဒုက္ခရောက်ပြီးတမလွန်ဘဝတွင်လည်းမကောင်းသောဘုံသို့ရောက်ရမည်ဟုယုံကြည်ကြပါတယ်အနှစ်ချုပ်မိဘကျေးဇူးသည်လူဘဝ၏အခြေခံအုတ်မြစ်ဖြစ်ပြီးဤကျေးဇူးကိုပြန်လည်ဆက်ကျွေးရန်သားသမီးတိုင်းတွင်တာဝန်ရှိပါတယ်မိဘများကိုချစ်ခင်လေးစားခြင်းဂရုစိုက်ခြင်းဖြင့်ကျေးဇူးဆက်ခြင်းသည်လူကျင့်ဝတ်၏အမြင့်မြတ်ဆုံးသောအလတရားဖြစ်ပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်